မနက်စာပေါင်မုတ်ချက်ဥကို luxury ဆန်ဆန်တူရကီစတိုင်လေးလှုပ်စားရအောင်နော်ဆိုင်မှာဈေးကြီးမပေးပဲ7မိနစ်နဲ့အိမ်မှာလှုပ်စားပါမယ်ဒိန်ချင်းကအေးနေလို့မရပါဘူးဒါကြောင့်ပထမဦးဆုံးအနေနဲ့ဒိန်ချင်းကိုစပြင်ပါမယ်တကြားမပါတဲ့ဂရိဒိန်ချင်းကိုတုံးထားပါတယ်ချက်သွန်ဖြူနဲ့စားထည့်ပြီးမှုပေးရပါမယ်အကယ်၍ဂရိဒိန်ချင်းမရှိလို့ရှိရင်ရိုးရိုးဒိန်ချင်းကိုအရင်နဲ့အဖက်ကွဲအောင်အဝတ်ပါးလေးနဲ့စစ်ယူလို့ရပါတယ်ပြီးရင်တော့ဒိန်ချင်းအနှစ်အဖြူအောင်ပဲယူထားပါထောပတ်စီအနေငယ်နဲ့ကြက်ဥမကြက်တစ်ချက်ကြော်ပါမယ်ပေါင်မုတ်ကိုလည်းထောပတ်နဲ့ကျွတ်နေအောင်ကင်ထားပေးပါမယ်မီအေးအေးလေးနဲ့ထောပတ်စီမွေးလုပ်ပါမယ်စီပူလို့ရှိရင်ငရုတ်တီး6တောင်လေးတွေကိုခြေထည့်ပေးပါပြီးရင်တော့ငရုတ်တီးအစိမ်းမှုလေးနည်းနည်းနဲ့ရောင်လှအောင်ထည့်ပေးပါမယ်ဒီလိုဆိုလို့ရှိရင်တော့ပွဲပြင်လို့ရပါပြီသူ့ရဲ့အရသာလေးကလေခရီမီအရသာစိမ့်စိမ့်လေးနဲ့မအီးပဲအရန်စားကောင်းပါတယ်တူရကီနိုင်ငံမှာဆိုလို့ရှိရင်တော့နာမည်ကြီးရဲ့မနက်စာပါကြည့်ရှုသူတို့ရဲ့အကြိုက်ဆုံးမနက်စာကရောဘာဖြစ်မလဲကွန်မန့်မှာဖြေပေးပါနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်ဆုံမယ်နော်